ဒီတစ်ခါတော့ဒီထိတ်ရင်ဖို့စရာထိပြီးစိတ်ကူးရင်ဆန်ဆန်နဲ့နည်းနည်းတော့ထူးဆန်းတဲ့ပုံမြင်လေးတစ်ခုပြောပြမယ်ဗျာညနာတန်ကောင်းရချင်းပေါ့ Aurora ဆိုတဲ့ကောင်မလေးကကတင်းအောက်ကတခုခုလှုပ်ရှားနေတဲ့ကြားလို့ကြောက်လန့်တကြအော်လိုက်တောင်နဲ့သူ့မိဘတွေပြေးလာကြည့်တာပေါ့သမီးကတင်းအောင်မှာတရဝါကြီးတကောင်ရှိနေတယ်ကျမ်းမြင်ကိုမနှင်းကြပါနဲ့လို့အတင်းတားပေမဲ့လူကြီးတွေကတော့မယုံကြပါဘူးဘာမှမရှိပါဘူးသမီးရဲ့အိတ်တော့လို့ပြောပြီးထွက်သွားကြတယ်ဒါပေမဲ့ Aurora ကတော့တကယ်ကြောက်နေတာဒါနဲ့ပဲပရင်းပေါက်ကနေတဆင်ဖရန်ဒါမှာထွက်လိုက်ရတယ်အဲ့ဒီညမှာပဲသူ့ရဲ့အိမ်နီးနားချင်းအခန်းအမှတ် 5B ကလူတောင်အပိန်ထွက်သွားတာကိုသူတွေ့လိုက်ရတယ်အဲ့ဒီလူကနည်းနည်းတော့လွှတ်ဝက်ချများသလိုပဲနောက်နေ့ကျတော့ Aurora ကအဲ့ဒီလူနောက်ကိုတိတ်တိတ်လေးလိုက်ချောင်းကြည့်တာပေါ့တရုတ်တန်း China Town ကိုထိလိုက်သွားရင်းနဲ့အဲ့ဒီလူဟာတာမန်လူမဟုတ်ပဲတိုက်ခိုက်ရေးမှာအရန်တော်တဲ့လူတယောက်ဆိုတာသူတွေ့လိုက်ရတယ်အဲ့ဒီလူကလူဆိုးတွေကိုတိုက်ခိုက်နေတာကို Aurora ကငကားကြီးကိုတတ်နေတာလို့အထင်မှားသွားခဲ့တယ်အဲ့ဒီညအိမ်ပြန်ရောက်တော့တကယ်ထိတ်လန့်စရာစတင်တော့တာတဲ့ Aurora ခုတင်အောက်ကတရဝါကြီးကတကယ်ထွက်လာပြီးသူ့မိဘတွေကိုတက်ပစ်လိုက်တယ်ဗျာနောက်နေ့မနေ့ကျတော့အိမ်ကြီးကပျက်စီးနေပြီးမိဘတွေလည်းမရှိတော့ဘူး Aurora ကတော့ကျမ်းမြန်ကိုမနှင်းရလို့ဘီးတက်ထားတဲ့ရုပ်တုလေးပေါ်တက်ပြီးဟိုဟိုတီတီတွားနေရတာပေါ့အကူညီမဲ့နေတဲ့ Aurora ဟာ church ကပတ်စံတွေကိုခိုးပြီး 5B ကလူစီကိုတွားတယ်ကျမကရင်အောက်ကတရဝါကြီးကိုတက်ပေးပါဆိုပြီးငှားတာပေါ့အဲ့ဒီလူကနာမည်မပြောပေမဲ့သူကကြီးစားလူသက်သမား hitman တယောက်ပါအစကတော့သူကမယုံဘူးဒါပေမဲ့ Aurora အိမ်ကိုလိုက်ကြည့်တဲ့အခါကြီးစံခွန်တေနေရန်မှာကုတ်ချစ်ရာတွေတွေ့တော့သူတခုခုထူးဆန်းနေပြီဆိုတာသိလိုက်တယ်တကယ်တော့ Aurora မိဘတွေကိုတတ်သွားတာက 5B ကိုတတ်ဖို့လာတဲ့လူသက်သမားတွေပါအခါမှာပြီး Aurora မိဘတွေကိုတတ်မိသွားတာဒါပေမဲ့ Aurora ကတော့ဒါဟာတတဝါကြီးရဲ့လက်ချက်လို့ပဲအခိုင်အမာယုံကြည်နေတယ်တညတော့လူသက်သမားတွေ Aurora အခန်းထဲကိုထပ်ရောက်လာပြန်ရောအဲ့ဒီမှာထူးဆန်းတာက 5B ကလူသက်သမားတယောက်ကိုတိုက်ခိုက်နေတော့ Aurora အခန်းထဲရောက်နေတဲ့နောက်ထပ်လူသက်သမားတယောက်ကိုကျမ်းပြင်အောက်ကတကယ်တတဝါကြီးကထွက်ပြီးဝါးစားပစ်လိုက်တာဗျာ Aurora ဖြိုးတာတကယ်ကြီးထိနေတာဒီကြားထဲမှာ 5B နဲ့ Aurora တို့ကရုပ်အလောင်းတွေကိုဖျောက်ပြီးနေတားဖလို့တန်ရောစင်တွေဖြစ်လာကြတယ်ဒါပေမဲ့သူတို့ကိုတတ်ဖို့လာတဲ့သူတွေကအများကြီးပဲ FBI agent တွေရောကြေးစားလူတပ်သမားတွေရော Aurora အခန်းထဲမှာရုံးရင်ဆန်ခတ်တွေဖြစ်ကုန်ရောအဲ့ဒီအချိန်မှာကြားမြင့်အောက်ကတတဝါကြီးကပြန်ထွက်လာပြီးလူဆိုးတွေကိုတယောက်ပြီးတယောက်ဝါးစားပစ်တော့တာပဲနောက်ဆုံးမှာ 5B ကိုတောင်အဲ့ဒီတတဝါကြီးကငုံပြီးကျမ်းမြင့်အောက်ဆွဲခေါ်သွားတယ်ဒါပေမဲ့ 5B ကလက်မစုပ်အောင်တားတဲ့ဆေးရည်တမ်စကင်တထောင်းရင်တွေကိုတကူလုံးလူးထားတော့တတဝါကြီးကအရသာဆိုးလို့ပြထွေးထုတ်လိုက်လို့အသက်ရှင်သွားတယ်။ဇက်ရှင်အမြင့်ဆုံးနေရာမှာတော့ 5B ရဲ့အမေသူ့ကိုလူသက်သမားဖြစ်အောင်လုပ်ခဲ့တဲ့သူရောက်လာပြီး Aurora ကိုတတ်ဖို့ကြိုးစားတယ်။ဒါပေမဲ့သူလည်းပဲတတဝါကြီးရဲ့အစားခံလိုက်ရတာပါပဲ။နောက်ဆုံးတော့ 5B နဲ့ Aurora တို့ဟာအဲ့ဒီအင်္ဂါနီထွက်ပြေးပြီးဘဝတစ်တခုစတင်ဖို့ထွက်လာခဲ့ကြတယ်။ Aurora ကအဲ့ဒီတတဝါကြီးကိုရက်လိုက်တော့လို့အမိန်ပေးနိုင်သွားပြီးဘာလို့လဲဆိုတော့အဲ့ဒီတတဝါကြီးကAurora ရဲ့စိတ်တန်ရာတွေကနေထစ်တီလာတဲ့အရာမို့လို့ပါပဲသူတို့ကာမောင်ပြီးထပ်သွားတဲ့နောက်မှာတော့အဲ့ဒီထဝါကြီးကသူတို့နောက်ကနေတကောက်ကောက်လိုက်လာပါတော့တယ်ကဲဒီပုံပြင်လေးကတော့ဒီမှာပဲပြီးပါပြီတကယ်လို့ဒီလိုမျိုးထူးထူးဆန်းဆန်းပုံပြင်လေးတွေနောက်ထပ်နားထောင်ကြည့်ရင်တော့ subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ